အခုဒီဗီဒီယိုလေးက Furusato Nose ရဲ့လုပ်ပုံလုပ်နည်းလေးကို knowledge sharing အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Furusato Nose ဆိုတာကနောက်နှစ်ရဲ့ဝင်ငွေကုန်ကိုနည်းနည်း short တဲ့ပုံစံလေးဖြစ်ပါတယ်။သူကပစ္စည်းခုခုကိုဝယ်ပြီးတော့အနေတနေကိုလှူတဲ့ပုံစံလေးပေါ့နော်။ဥပမာအပြင်ကိုကပစ္စည်းကို1400ဘို့ဝယ်ပေးမယ်ဆိုရင်သူက2000ကတော့လှူရတယ်ပေါ့နော်။2000ကိုနှုတ်ပြီးတော့ကျန်တဲ့ amount ကနောက်နှစ်ရဲ့ဝင်ငွေကုန် short တဲ့တွေကိုပြန်ပြီးတော့ဝင်လာမှာဖြစ်ပါတယ်။ဥပမာအပြင်1400ဘို့ဝယ်တယ်ဆိုရင်2000ကို short ပြီးတော့ကျန်တဲ့12000ကနောက်နှစ်ရဲ့တစ်လရော1000နှုန်းနဲ့ပြန်ပြီးတော့ဝင်လာတဲ့ပုံစံလေးဖြစ်ပါတယ်။1400ဆို example ပေါ့နော်။ကိုဘယ်လောက် amount လောက်ဝယ်မလဲဆိုတာပုံမှာလည်းမူတည်ပါတယ်။ Furusato Nose မှာပစ္စည်းတွေဝယ်ဖို့အတွက်ကိုသူက website တစ်ခုကိုတည်းဝင်ရပါတယ် website တွေကတော့ဒီ Furusato Nose ဝယ်လို့ရတယ်ပစ္စည်းဝယ်လို့ရတဲ့ website တွေကအများကြီးရှိပါတယ်ကျွန်တော်ဝင်နေကြကတော့Sato Furu ဆိုတဲ့ page လေးပါအဲ့တော့ Sato Furu page လေးကိုတွားမယ်ပေါ့နော်ကျွန်တော်အစကလုပ်ပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Google ကိုဝင်ပါမယ်အမှာ Sato Furu ဆိုပြီးတော့ရိုက်လိုက်ပါSato Furu ဆိုပြီးရလိုက်မယ်ဆိုရင်ထိတ်ဆုံးမှာ Sato Furu ဆိုတဲ့ page လေးရှိပါတယ်အဲ့ဒါကိုဝင်ပါအမှာကိုကအကောင့်ဖွင့်ရပါမယ်အကောင့်ကဘာမှမလုပ်ရတဲ့ beginner ဆိုရင်ဒီခိုင်းတိုးတစ်ခုဆိုပြီးတော့ဝင်ပြီးတော့သူက mail address ထည့်လိုက်တာနဲ့ကိုယ့်ရဲ့ mail တွေကိုသူ link ရောက်လာပြီးတော့အဲ့ link တွေကိုဝင်လိုက်မယ်ဆိုရင်ဝင်လို့ရပါပြီသူက password ကို setting လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ page ကနေပြီးတော့ပစ္စည်းတွေဝင်လို့ရပါပြီအဲ့တော့ဒီ box ထဲကို mail address ထည့်ပြီးတဲ့အခါမှာကိုယ့်ရဲ့ gmail တွေကို link လေးရောက်လာပါမယ်အဲ့ကနေပြီးတော့အဲ့ link ကနေပြီးတော့ဝင်လိုက်ပြီးတော့ password ကို setting ချလိုက်မယ်ဆိုရင်အဲ့ဒီ page ကိုဝင်လို့ရတော့ပါမယ်ကျွန်တော်ကတော့password က setting ချပြီးသားဆိုတော့ mail address နဲ့ဒီ password ကိုကျွန်တော်ထည့်ပါမယ်ဟုတ်ပြီအမှဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ page လေးကိုရောက်သွားပြီပေါ့နော်အဲ့တော့ကိုကဘယ်လောက်ဖိုးလောက်ဝယ်လို့ရတယ်ဆိုတော့ simulation ပေါ့နော်simulation ကကြည့်လို့ရပါတယ်အဲ့ဒါကဘယ်နာလောက်မှကြည့်လို့ရလဲဆိုရင်ဒီ guide တို့ဆိုတဲ့အကွက်လေးရှိပါတယ်သူကဝယ်ချင်တဲ့အမောင်းကကြတော့ကိုယ်စိတ်ကြိုက်အများကြီးဝယ်လို့မရဘူးပေါ့နော်သူကတစ်နှစ်ဝင်ငွေဘယ်လောက်ရှိလဲအဲ့ဒီဝင်ငွေပေါ်မှာမူတည်ပြီးတော့ဘယ်လောက်ပဲဝယ်တင်နေဆိုတဲ့အချက်လေးရောရှိရပါတော့အဲ့ဒါကဘာမှကြည့်လို့ရတယ်ဆိုတော့ guide တို့ဆိုတဲ့နေရာလေးဝင်လိုက်ပါအဲ့ဒီမှာဒီခိုးကြောကန်ကခုအမှာ simulation ဆိုတာလေးရှိပါတယ်အဲ့ဒါကိုဝင်ပြီးအောက်ကိုဝင်လိုက်မယ်ဆိုရင် content simulation ဆိုတာရှိပါတယ်ကိုယ့်ရဲ့ nan shoe ပေါ့နော်တနေ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့ဘယ်လောက်ဝယ်တင်နေဆိုတာလေးကိုအကြမ်းမြင့်တွက်လို့ရအောင်နော်တွက်နည်းလေးရှိပါတယ်အဲ့ဒီမှာကိုယ့်ရဲ့တနေ့ဝင်ငွေကိုရွေးလိုက်ပါဒီ box လေးကိုနှိပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့တနေ့ဝင်ငွေအကြမ်းအပြင်ထားပါတော့450ရှိမယ်ဆိုရင်ပြီးနောက်တစ်ခါကျတော့ကိုကမိန်းမနဲ့အလုံးလုံးနေရလားဒါမှမဟုတ်တယောက်တည်းပဲလာပြီး clear ရှိလားဆိုတော့ရွေးရပါမယ်အဲ့မှာထားပါတော့ example အနေနဲ့Dokshin ပေါ့နော်ဒီလူပြိုကြီးဖြစ်တဲ့တယောက်တည်းဆိုရင်နှိပ်လိုက်မယ်ဆိုရင်ကိုကဝယ်လို့ရတဲ့ amount ကထွက်လာပါတယ်4600ပေါ့နော်အဲ့ဒါက4600လုံးဝယ်ရမယ်ဆိုတဲ့ပုံစံမဟုတ်ဘဲနဲ့ကိုကကြိုက်လောက်ဝယ်လို့ရပါတယ်ဒီ2000ဘို့ဖြစ်အဲ့ဒါကိုမကြော်ရင်ရပါတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ page ထဲမှာကပစ္စည်းတွေအများကြီးရှိတယ်ပေါ့နော်Orehin ပေါ့နော်ဒီပစ္စည်းတွေကဒီ Orehin ဆိုတာကသူကဒီနယ်ကိုပတ်စံလှူလိုက်တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ပြန်ပို့တဲ့ပစ္စည်းလေးပေါ့နော်သူက Furusato Nose ဆိုတာကခုနကကျွန်တော်ပြောလို့2000ကိုနှုတ်ပြီးတော့ကျန်တဲ့ amount ကကိုယ့်ရဲ့ဝင်ငွေကွန် short တွေကိုပြန်ဝင်လာမှာဆိုတော့အလွယ်ပြောရမယ်ဆိုရင်2000နဲ့ပစ္စည်းကောင်းလေးတွေထားပါတော့ဆန်တို့ပါတော့ပေါ့နော်ပစ္စည်းတွေကိုဝယ်လို့ရတယ်ဆိုတဲ့ပုံစံလေးပေါ့နော်အဲ့တော့သူကအခွန် short တယ်လို့ပြောတယ်ဆိုပေမဲ့အများကြီး short သွားတာမဟုတ်ပဲနဲ့သူကကိုလှူတဲ့ amount ပေါ်မှာမူတည်ပြီးပစ္စည်းလေးပြန်ရတဲ့ပုံစံလေးပေါ့နော်ဒီ Furusato Nose ဆိုတာကအဲ့ဒီမှာကျွန်တော်ကတော့ဒီအများနဲ့စားနေကြဆန်ပေါ့နော်ဆန်ပဲဝယ်ပြတယ်ပေါ့နော်အဲ့ဒီမှာ तू ကဘာရှိလဲဆိုရင်အသားတို့စပစ်သီးတို့နော်ဒီကနန်းတို့ tissue တို့အဲ့ဒါတွေလည်းရှိပါတယ်ခုနကဆန်ဆိုပေမဲ့ကျွန်တော်ဒီတစ်ခေါက်
ဆန်ကသူကအင်ကိုရောက်မှာကနည်းနည်းကြာမှာဆိုတော့ကျွန်တော်ဒီတစ်ခါ tissue လေးဝယ်ပြပါမယ်ခုနကကျွန်တော်ရှာထားရင်းနဲ့ဒီထဲမှာဒီ toilet paper ဖြစ်ဖြစ် tissue ဖြစ်ဖြစ်ရှာရိုက်ရင်လည်းထွက်လာပါတော့ကျွန်တော်အခုစိတ်ဝင်စားတဲ့ဟာလေးကိုကျွန်တော်ဒီ Okini ED ဆိုပြီးတော့ကိုအသေးလေးပေးထားအောင်ကြာဒီထဲမှာကျွန်တော်ကဝယ်ဖို့လုပ်ထားတဲ့ဟာလေးရောက်နေပါတော့ဒီစဉ်းစားထားတာလေးအသေးပေးထားကြ note မှတ်ထားပါတော့အဲ့ဒီမှာကျွန်တော်တခုဝယ်ပြပါမယ်ပေါ့နော်သူက9500ပေါ့နော်9500ကသူက tissue က toilet paper 140ပေါ့21ခုရှိရယ်ပြီးရင် tissue box က6ခုပေါ့နော်6ခုကိုသူကအဲ့ဒါကိုသူကဒီပတ်စံဝင်ပြီးတော့ပတ်စံချေပြီးတော့ရက်60အတွင်းမှာရောက်မယ်ပေါ့နော်သူကကျွန်တော်နည်းမြန်လို့ကြတော့အဲ့ဒါကိုကျွန်တော်ကအဲ့ဒါလေးဝယ်ပြပါမယ်ဆန်ကခုနကြည့်လိုက်တာက10လပိုင်းတို့ဘာတို့ဖြစ်နေတော့ကြာနည်းနည်းရောက်တာကြာမှာဖြစ်နေတော့ကြာကျွန်တော်ဒီဟာလေး tissue လေးဝယ်ပြပါမယ်နော်ဒီခါတော့နေတယ်တို့ကတ်တရောထည့်လိုက်မယ်အဲ့ဒီမှာအောက်ကိုဆွဲချမယ်ပြီးရင်ဒီမှာကိုခိဖူလုံးမဲ့ Dizuki ရဲ့စစုမှုပေါ့နော်အဲ့ဒါကိုရှေ့ဆက်သွားမယ်ပြီးရင်ရှေ့ဝင်ပြီးတော့ဒီဟာလေးကို check နိုင်မယ်ပြီးရင်new look ကိုနေစစုမှုပြီးနာမည်တွေကအရင်ကကျွန်တော်ကထည့်ပြီးသားဆိုတော့ဒီမှာထည့်ပြီးသားရှိနေပေါ့နော်အဲ့ဒီမှာသူကနာမည်တွေထည့်ရပါမယ်နာမည်ထည့်မယ်လိပ်စာထည့်မယ်ပြီးရင်ဖုန်းနံပါတ်ထည့်မယ် Gmail address ကပါပြီးသားပါเนาะပြီးရင်အောက်တစ်ခုကဒီနေရာမှာရွေးတဲ့နေရာလေးမှာ calculation ကိုထည့်ပေးရမှာပေါ့နော်သူကဖရိုစာတို့နိုးစဲတွေကပစ္စည်းတွေကိုဝယ်ပေးတဲ့အခါမှာ calculation ကိုလောက်ရပါမယ်အဲ့ဒါက online ကနေလေလုပ်လို့ရပါတယ် my number ကရှိရဆိုရင်ဒီ e-tax ဆိုတဲ့ apply page ကနေပြီးတော့ဒီ calculation ဆိုတာလုပ်လို့ရပါတယ်အဲ့ဒီမှာကိုကပတ်စံပေးမယ်အောက်ကိုဆွဲချသွားလိုက်ရင်သူကပို့မဲ့လိပ်စာကဒီဟွန်းနေရဲ့လိပ်စာနဲ့တူတူပဲလားဆိုအတူတူပဲပေါ့နော် owner ကြီးဖြစ်တယ်ပြီးနောက်တစ်ခုကပေးမှာကဘာနဲ့ပေးမှာလဲcompany ဘာလိုင်းနဲ့ပေးမှာလား credit card နဲ့ပေးမှာလားဆိုပြီးတော့သူကရွေးရပါမယ်အဲ့ဒီမှာကျွန်တော်ကကြတော့ credit card ထည့်ပြီးသားဆိုတော့ sumi ဖြစ်တယ်ပေါ့နော်တိုးလို့ sumi ပြီးရင်campaign code တို့ new လို့ဆိုတော့ campaign ကကြတော့အခုမရှိဘူးဆိုတော့ကျွန်တော်မရှိဘူးဆိုတော့ဒါကကုတ်က check မလုပ်လိုက်ရပါတော့ပြီးရင် new လို့ခုဂျိုဟို not ခခုနေအဲ့ဒါနှိပ်လိုက်မယ်အဲ့မှာဆိုရင်သူကじゃရှီဇူအိုကာပေါ့နော်ရှီဇူအိုကာရဲ့ဒီဝယ်တဲ့ပစ္စည်းရဲ့နယ်လေးတွေနာမည်တွေရှိအောင်မှထားပါတော့နာဂါနိုဖြစ်ဖြစ်ဒီမှာဆိုကျွန်တော်ဝယ်လိုက်တာကရှီဇူအိုကာပေါ့နော်ရှီဇူအိုကာရဲ့ပစ္စည်းကိုကျွန်တော်ဝယ်လိုက်တယ်ပေါ့နော်အဲဒီမှာခုနဟာကိုခခုနင်းလုပ်ပြီးတော့ဒီမှာsocial ဆိုလို့နှိပ်လိုက်မယ်ဆိုရင်ပြီးတော့ပါပြီပေါ့နော်ဒီပစ္စည်းဝယ်တဲ့ step ကပြီးတော့ပါပြီဒီမှာပါနော်မိုရှိကိုမီありがとうございましたကျွန်တော်တို့ဒီစာတော့ဖူရို page မှာပစ္စည်းတွေဝယ်ပြီးသွားပြီပတ်စံချေပြီးသွားပြီဆိုရင်ဒီ short mail short လေးကိုကျွန်တော်တို့မေးတဲ့ရောက်လာပြီပေါ့နော်အဲ့ကနေစပြီးတော့ကျွန်တော်တို့ဒီဝယ်ပြီးသွားပြီဆိုရင်အခုရုံးမှာ calculation ဆိုတာလုပ်ရပါတယ်။သူက calculation ကလူကိုယ်တိုင်သွားပြီးတော့အခုရုံးကိုသွားပြီးတော့လေလုပ်လို့ရလို့ online ကနေလေ e-tax ဆိုတာကနေလေ calculation လုပ်လို့ရတယ်ပေါ့နော်။အဲ့ဒါကကျွန်တော်ကဒီ e-tax ကနေ calculation လုပ်တဲ့နည်းလေးကိုကျွန်တော်ဆက်ပြီးပြပါတော့ပါမယ်အမှကိုကဝယ်ပြီးသွားပြီပတ်စံချေပြီးသွားပြီဆိုရင်ကိုယ့်ရဲ့မေးတဲ့ကိုဒီလိုမျိုး short mail short ဝယ်ပြီးသွားကြအောင်keep food လုပ်ပြီးသွားကြအောင် short mail short လေးရောက်လာပါတယ်အဲ့ဒီမှာ link လေးတခုရှိပါတယ်အဲ့ဒါကကျွန်တော်ခုနကစတ်တော့ဖူလို့ဆိုတဲ့ page လေးပါပဲပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ်ဆိုရင်အဲ့ရနေပြီးတော့ဒီဟာလေးရောက်သွားမယ်ရောက်ပြီးတော့အောက်ကဟာလေးကို check လုပ်ပြီးရင်စစုမှုဒိုး is တဲ့စစုမှုကိုနှိပ်
နေတဲ့ခါမှာဒီဟာလေးရောက်လာလိမ့်မယ်အဲ့ဒီဟာမှာကိုကဝယ်ထားပြီးသားကြောင့်Kifu လှူပြီးသားကြောင့် short measure လေးရှိတယ်အဲ့ဒါကအပေါ်တစ်ခုရအောက်တစ်ခုရကအပေါ်ဟာ download ဆွဲရတဲ့ဟာလေးပေါ့နော်သူ့ရဲ့ data က XML ဆိုတဲ့ data လေးသူကဒီဟာကို download ဆွဲပြီးတော့ e-test ကနေပြီးတော့ calculation ခုလုပ်တဲ့ခါမှာဒါကိုပြန်တင်ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်အောက်ကဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူကကိုကဘယ်ရက်ဘယ်လဘယ်ခုနှစ်မှာပတ်စံဘလောက်ဝယ်ထားပြီးကြောင်းပတ်စံဘလောက်လှူထားပြီးကြောင်းဟာလေးပေါ့နော်အဲ့ဒါကို download ဆွဲပြီးတော့ရင် e-test ဆိုတဲ့ဒီဂျပန်ကော်ကူစေးရဲ့ online ကနေပြီးတော့ calculation ကောက်ခုလုပ်တာကိုဆက်ပြီးပြပြသွားပါမယ်ကျွန်တော်တို့ခုနကshort measure လေးကို download ဆွဲပြီးသွားရင်ကျွန်တော် calculation ကောက်ခုဆက်လုပ်ပါမယ်အဲ့ဒါမှာကိုက Google ကနေပြီးတော့ ကောက်ခုစေးချောဆိုတာလေးကိုရှာလိုက်ပါရှာပြီးတော့ရိုက်လိုက်ပါရိုက်ပြီးတော့ရင်အောက်မှာသူ့ရဲ့ page လေးကိုရှိထွက်လာပြီပေါ့နော်အဲ့ဒီမှာကိုက calculation ကိုခု show success corner ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင် success ခိုင်းရှိဆိုတာလေးရှိရဲအဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်ပြီးရင်ဒီ page လေးထွက်လာပြီပေါ့နော်အဲ့ဒီကသူက my number ကတ်လို့ရပေါ့နော် my number ကတ်ရ my portal ဆိုတော့ကျွန်တော်ဒီ my number ကတ်နဲ့ဒီ online ကနေပြီးရှင်းဆေးတယ်ဒီစာရွက်စာတမ်းတင်တာလေးကိုလောက်ရတဲ့ my number app လေး my portal ဆိုတဲ့ app လေးလွယ်ပေါ့နော်အဲ့ဒါမရှိရင်တော့ online ကနေရှောက်လို့တော့မရဘူးเนาะအဲ့ဒီမှာ my number omachino kata ကို hide လို့နှိပ်ပါပြီးရင်အဲ့ဒီ my number ကတ်ကိုဘာနဲ့yomi tori လုံးပါလဲဘာနဲ့ဖတ်မှာလဲဆိုရင်smartphone ဒါမှမဟုတ် card reader နဲ့ဖတ်တယ်အဲ့ဒါကိုနှိပ် hide ကိုနှိပ်ပြီးရင်ကိုက smartphone နဲ့ဖတ်မှာဖြစ်တဲ့အတွက် smartphone ကိုနှိပ်ပြီးရင် my そのまま次へ進むပြီးရင်ကိုကလုံးမှာကထားပါတော့ကိုကလေးဝနန်းနန်းဘွန်လာဒါမှမဟုတ်ရင်6နှစ်ကဟာလား9နှစ်ကဂေါ်နန်းဘွန်လားဆိုတာကိုကယူရကျွန်တော်ကဒီမှာနန်းနန်းဘုံကိုလုပ်မယ်ဆိုတဲ့အတွက်နန်းနန်းဘုံရဲ့သူက calculation ကိုဆိုတာ short ကုစေးဖြစ်တဲ့ short ကုကိုနှိပ်အဲ့ဒီမှာကျွန်တော်ကကြတော့ my number portal ကို language 9ကိုရွေးလိုက်မယ်ပေါ့နော်ပြီးရင်Zigini ဆိုဆိုအမှကိုက application မ download သေးဘူးဆိုရင်သူက download ရတဲ့ QR code လေးရှိရကျွန်တော်က download ပြီးသားဆိုတော့ဒီ doish တဲ့ Ziggy Air ကိုနှိပ်မယ်အဲ့ဒီမှာကိုကဖုန်းနဲ့ link ချိတ်ထားရပေါ့နော်အဲ့ဒီမှာကိုကဖုန်းကနေပြီးတော့ application ကနေပြီးတော့ my number ကတ်ကိုဖတ်ပြီးတော့ကျွန်တော်အဖောင်လေးဖြည့်တဲ့အတွက်ဒီဟာလေးပေါ်တယ်အဲ့မှာဒီကိုရဲ့ဖုန်းရဲ့QR code ဖတ်တဲ့ဟာလေးရှိရပေါ့နော်ဒီကိုရဲ့ my number portal ဆိုတဲ့ application တွေမှာအဲ့ဒါကို QR code ဖတ်ပြီးတော့ scan ဖတ်လိုက်ရင်ဒီ page ကိုဆက်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါကကျွန်တော်က QR code ဖတ်မယ်ကျွန်တော်ဖတ်ပြီးဇီကီအေဒီမှာဖုန်းနဲ့ဖတ်လိုက်လို့ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်ပြီးရင်ခံလျော့ပြတ်သွားရင် okay ကိုနှိပ်အဲ့ဒီမှာကိုယ့်ရဲ့ကျွန်တော်ကကျတော့ထည့် data ရဲ့နာမည်တို့လိပ်စာတို့ထည့်ထားပြီးသားဆိုတော့ဒါရထွက်လာပြီပေါ့နော်မထည့်ရသေးဘူးဆိုရင်နာမည်တို့လိပ်စာတို့ basic information တွေကိုထည့်လိုက်ပါထည့်ပြီးတော့ကျွန်တော်က success ဆိုလို့ပြီးရင် file ကို center ကိုစုလို့ဆိုတာကခုနကကျွန်တော်တို့ keyword လောက်ထားတဲ့ short measure လေးကိုဒီ file ကနေပြီးတော့ center ခုလုပ်ပြီးတော့တင်ရပါမယ်ဒီ file ကိုနှိပ်ပြီးတော့ခုနက download ဆွဲထားတဲ့နေရာကနေပြီးတော့တင်လိုက်ပါကျွန်တော်ဒါထားပါတော့ဒီ file ကို center ခုဆိုပြီးတော့ခုနက download ဆွဲတဲ့ဟာလေးကိုရွေးလိုက်ပြီးရင် ZGA ကိုနှိပ်ပြီးရင်သူ့ရဲ့ဒီဟာလေးပေါ်လိုက်ပေါ့နော်အမှကိုကချက်ပြတော့မှာ Q ရောကိုချက်နေကျန်တာတွေကမလို့ဘူးအောက်ကိုဆွဲချပြီးရင်ဘာလို့လဲဆိုတော့ဒီမှာရှင်းကိုကုစုရရှော့တခုကဘာလဲဆိုရင်ကိုကတရွက်ထဲလားကိုကလာစာရနေတာကကုမ္ပဏီတရွက်ထဲလားဒါမှမဟုတ်ကုမ္ပဏီနှစ်ခုသုံးခုဆိုရင်2ရွက်3ရွက်ပေါ့နော်ကိုကဥပမာဆိုရင်ကျွန်တော်ကတရွက်ထဲဖြစ်တဲ့အတွက် Ichimai Nomi ကိုနှိပ်ပြီးရင်ကုမ္ပဏီကနေလှုပ်ထားပြီးသား Sunday Edu ဆိုတာကိုနှိပ်ပြီးရင်ဒါတွေအခြေခံ information တွေပြောင်းမလားဆိုတော့ Hanko Shinai ကိုနှိပ်ပြီးရင်နိုင်ငံခြားကအခွင့်အရေးနဲ့ပတ်သက်မှုရှိလားဆိုမရှိဘူးဆိုတော့ guide တို့ Shinai ကိုနှိပ်ပြီးရင် Ziggy ကိုနှိပ်ပြီးရင်ကိုကGanzan Choshu Show ဆိုတာလေးကိုလိုပါတယ်အဲ့ဒီမှာ12လပိုင်းဆိုရင်ကျွန်တော်တို့ဂျပန်မှာအလုပ်လုပ်နေတဲ့လူတွေGanzan Choshu ရတယ်မလားအဲ့ဒီဟာရဲ့ A ပေါ်မှာပေါ်နေတဲ့ကဏ္ဍကို A ကွက်မှာထည့် B ပေါ်မှာပို့ B ရမလို့ပေါ့နော် C ပေါ်မှာပေါ်နေတဲ့ကဏ္ဍကို C ကွက်မှာထည့်အဲ့ဒီမှာထည့်ပြီးတော့Ziggy new တစ်ခုခံလို့ဆိုတာလေးကိုနှိပ်လိုက်ပါအောက်ဆုံးကကြတော့ကုမ္ပဏီရဲ့လိပ်စာရဲ့ကုမ္ပဏီနာမည်ကိုထည့်ဒီ Ganzan Choshu ရဲ့အောက်ဆုံးမှာပေါ်နေ G ဆိုတာလေးကိုသူ sample ပြထားရပါတော့ G နေရာမှာ G တို့ရေးထားတဲ့စာသားတွေလိပ်စာတွေကိုထည့် H နေရာမှာ H ရဲ့ကုမ္ပဏီနာမည်ကိုထည့်ပြီးရင် new တစ်ခုခံလေးကိုနှိပ်လိုက်မယ်ဆိုရင်တစ်ဖြတ်ပြီးသွားပါပြီ
ကန်ဆန်ချောရှူရှောရဲ့နံပါတ်တွေကိုထည့်ပြီးသွားရင်နောက်ထပ်2ဆင့်လောက်ပဲကြောင်းတော့ပြီပေါ့နော်ကျွန်တော်じゃ sample ပြရဆိုတော့ဟိုရှေ့ဆက်သွားလို့မရကြဒီ YouTube ကသူများရဲ့ဟာလေးရဲ့နောက်ဆုံးပိုင်းလေးကိုကျွန်တော်ဖြတ်ပြီးတော့ပြပါမယ်ပေါ့ပြပါမယ်ပေါ့နော်အဲ့ဒီမှာကသူက high go sha ကကိုယ့်ရဲ့မိန်းမရဲ့နဲ့ပတ်သက်ပြီးတော့ခိုးကြော်ကရှင်ရင်အဲ့ဒါကိုထည့်ကိုယ့်မိန်းမရဲ့နာမည်တော့သူ့ရဲ့နန်းရှူတော့ဘာတော့ထည့်ပေါ့နော်တော်တော်များကမရှိဘူးဆိုရင်တော့ထည့်ကြမလို့အဲ့တခုရနောက်တစ်ခုကကြတော့ခါဆုခုဖူရောဒီခါဆုခုဖူရောကြတော့တော်တော်များမြန်မာနိုင်ငံကိုငွေပို့နေတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကတော့ပို့တဲ့လူရဲ့နာမည်ပေါ့ဟိုဘက်မှာယူတဲ့လူရဲ့နာမည်ဥပမာဆိုအမေဆိုရင်အမေနာမည်ပြီးရင်သူ့ရဲ့ငွေတက်ဂရစ်ပေါ့နော်အမေဆိုရင်အမေနာမည်ထည့်ပြီးရင်သူ့ရဲ့ငွေတက်ဂရစ်ကိုထည့်ဘာတော့လဲဟာအိုယာဆိုဟာအိုယာကိုရွေးပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ခိုင်းခိုင်မှာဆွန်တဲရူဆိုရင်ဒီအပေါ်ဟာလေးကို check လုပ်ပြီးရင်တက်စီနေဆိုရင်အောက်ကဟာလေးကို check လုပ်ပြီးတော့ new look ခုရဲ့ခက်ခုနေကိုနှိပ်လိုက်မယ်ဆိုရင်အဲ့ဒါကတစ်ဖြတ်ပြီးသွားပြီပေါ့နော်အဲ့ပြီးနောက်တစ်ခုကကြတော့သူကထည့်ပြီးသွားဆို new look ခု RD ဆိုတဲ့ဟိုနံပါတ်လေးပေါ်လာတယ်ပေါ့နော်အဲ့ဒါပြီးနောက်တစ်ခုကကြတော့ဟိုဖရိုစာတိုနိုဇဲရဲ့ခိုးကြော်လောက်တဲ့ data ကိုထည့်မယ်ထိတ်ဆုံးမှာXML data နဲ့ထည့်ပြီးသွားရဆိုရင်တော့သူ automatic ထွက်လာတော့တယ်ပေါ့နော်ဒါမှမဟုတ်ဘဲနဲ့လက်နဲ့ထည့်လဲရပါပေါ့နော်အဲ့ဒါကဟိုပြန်ပြင်လို့ရတယ်အဲ့ဒါကို sample ပြရမယ်ဆိုရင်ဒီမှာနိုင်ရော new လို့ခုစုလို့ကိုနှိပ်အဲ့ဒီမှာဘာပေါ်လာမလဲဆိုရင်ဘယ်ရက်ဘယ်လာကနေပြီးတော့ဘယ်ရက်ဘယ်လာက keep လုပ်တယ်ပေါ့နော်အဲ့ဒီ date ကိုထည့်ပြီးနောက်တစ်ခုကကြတော့ငွေဘယ်လောက်လောက်လုပ်တယ်ဘယ်ရက်ဘယ်လာက keep လုပ်တယ်ဆိုတော့ date လေးထည့်မယ်ပြီးနောက်တစ်ခုကကြတော့ကို keep လုပ်တဲ့နေကရှိလားခုလားဖူတိုတိုခံလားဆိုတာကိုရွေးနာဂန်တော့ခံဆိုရင်တော့နာဂန်တော့ခံအောက်ကဟာရွေးပေါ့နော်ဘာရှိဆိုရင်ရှိကိုရွေးပြီးနောက်တစ်ခုကကြတော့ငွေအမောင့်ထက်ဘယ်နဲ့ဘယ်မျိုးပေါ့နော်ပြီးငွေအမောင့်ကိုထက်ပြီးရင် new တစ်ခု calculate ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်တော့တစ်ဖြတ်ပြီးသွားပါပြီအဲ့ဒါပြီးသွားပြီဆိုရင်တော်တော်လေးပြည့်စုံသွားပြီအဲ့ပြီးရင်new look ခုခံလျောကိုနှိပ် new look ခုရှူလျောကိုနှိပ်ပြီးရင်သူကကိုယ့်ရဲ့2000ကိုနှုတ်ပြီးတော့ပေါ်လာတဲ့အမောင့်လေးရှိရဲအဲ့ဒီအမောင့်ကနောက်နှစ်ရဲ့ short to quiz ကို short ပေးမဲ့အမောင့်ဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်အောက်ဆုံးကိုဆွဲလိုက်မယ်ဆိုရင်ကိုကကျွန်တော်တို့ခုနဟာတွေထည့်ပြီးသွားပြီဆိုရင်ဟိုဒီဂျူးတစ်ခုလုံးတော့အိမ်ဝယ်ထားတဲ့လူတို့ဒါမှမဟုတ်ရင်စေးုံတက်ထားတဲ့လူတို့ကကြတော့ဒီ EDO ခိခံခို့ကြော်တို့ထည့်ရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တော်များဒီဟိုခန်းတွေကိုတက်ဆောင်ထားတဲ့လူတို့ပါလို့ဆိုရင်လည်းထည့်ရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်မပြောပြတော့တော်တော်များမထည့်ထားဘူးဆိုတော့ကျွန်တော်ဒါကြော်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင် Ziggy A ကိုနှိပ်လိုက်ပြီးဆိုရင်နောက်နှစ်ရောက်လာမဲ့ကိုယ့်ရဲ့ short ကုစီကို short ပေးမဲ့အမောင့်လေးထွက်လာပြီပေါ့နော်အဲ့ဒါမှာကိုက calculate လုပ်ပြီးတော့ရှေ့ဆက်သွားလိုက်မယ်ဆိုရင် Ziggy A ကိုနှိပ်ပြီးရင်ကိုကအဲ့ဒီပတ်စံကိုဘာနဲ့လက်ခံပါလေတချို့ကကြတော့ YouTube Gingo and Furikomi လေရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ my number ကတ်နဲ့တွဲနေတဲ့ဘန်ဆိုရင်တော့ထိတ်ဆုံးဟာကိုရွေးလိုက်ရတယ်အဲ့ဒါကိုရွေးပြီးရင်အလုံးလေးကို check လုပ်ပြီးရင်အဲ့ဒီစာရွက်စာတမ်းတွေကိုဘာနဲ့လက်ခံပါလဲ Ubin ကနေပြီးတော့စာရွက်တိုင်းလက်ခံပါလားဒါမှမဟုတ်ရင် internet ကနေပဲ Gmail ဒါမှမဟုတ်ရင်အဲ့ဒီ internet ကနေ Danshi data နဲ့ပဲလက်ခံပါလားဆိုရင် Danshi Kofu ကိုနှိပ်ပြီးရင်Ziggy A ကိုနှိပ်ပြီးရင်ဇာတ်ဆန်ကကြတော့မလိုဘူးဆိုတော့အဲ့ဒါကိုကြော်လိုက်အဲ့ဒါကဘာမှမထည့်လဲရတယ်ပြီးရင်ဒီတိုက်ရှုပ်ခုshort တစ်ခုပေါ့နော်ဒီကိုယ့်ရဲ့အမျိုးသမီးရဲ့တိုက်ရှုပ်ခုshort တစ်ခုလို့ဘာလို့ဆိုရင်ကိုကမရှိဘူးဆိုရင် check လုပ်စရာမလိုဘူးအဲ့နောက်မှာကိုယ့်ရဲ့နာမည်တို့လိပ်စာတို့ခက်ခုနေလို့ဖို့နောက်ထပ်တစ်ခေါက်ပေါ်လာတယ်အဲ့ဒါကိုနေထိုင်နေတဲ့လိပ်စာတူတူပဲဆိုရင်တော့ဘာမှပြင်စရာမလိုဒီကလို့မတူဘူးဆိုရင်တော့ပြင်ရမယ်အဲ့ဒါပြီးသွားရင် Ziggy A ကိုနှိပ်အဲ့ဒီ Sally Bango ဆိုတော့ကမထည့်လဲရတယ်တည့်ရလူကထည့်လဲရတယ်ဗောနော်မထည့်လဲရတယ်ဖြစ်တဲ့အတွက်ကြောင့်မထည့်ပဲနဲ့ Ziggy A ကိုနှိပ်ပြီးရင် my number ကရဲ့12လုံးကိုထည့်ပြီးရင်အောက်ဆုံးကဒီခောက်ကူတဲ့ရှင်းခုခုရှောကိုပြန်ကြည့်လို့ရပါတော့ ဟျောကြီးလုပ်ပြီးတော့နှိပ်လိုက်မယ်ဆိုရင်သူကပေါ်လာတယ်အဲ့ကခောက်ခုနဲ့မလုပ်လဲရတယ် Ziggy A ကိုနှိပ်ပြီးရင်နောက်ထပ် Ziggy A ကိုနှိပ်လိုက်မယ်ဆိုရင်ဆိုရှင်းကိုနှိပ်လိုက်မယ်ဆိုရင်တော့အလုံးပြီးသွားပါပြီပေါ့နော်